အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဝန်နိုင်နေဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့လုံးဝကို emergency ဖြစ်တဲ့အရေးပေါ်အခြေအနေဖြစ်တဲ့နှလုံးသွေးကြောပိတ်ခြင်းအကြောင်းကိုညွှန်ပေးသွားမှာဖြစ်ပါတယ်နှလုံးသွေးကြောပိတ်တယ်ဆိုတာကို heart attack လို့ခေါ်ပြီးတော့ဆေးပညာရေးဆိုလို့ရှိရင်တော့ acute myocardial infarction လို့ခေါ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့ရုတ်တရက်နှလုံးသွေးကြောပိတ်သွားတဲ့အတွက်ကြောင့်မလို့နှလုံးကြွက်သားတွေစီကိုသွေးစီးဆင်းမှုရပ်တန့်သွားပြီးတော့နှလုံးကြွက်သားတွေတည်သွားတယ်ပုတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့လိုမျိုးနှလုံးကြွက်သားတွေပုတ်သွားတဲ့အတွက်ကြောင့်မလို့နှလုံးရဲ့နှစ်အားကျဆင်းသွားပြီးတော့နှလုံးကတစ်ဆင့်ခန္ဓာကိုယ်အနှံပြားကိုသွေးတွေညှစ်ထုတ်ပို့ဆောင်ပေးတဲ့လုပ်ငန်းဆိုရင်ရပ်တန့်သွားပါတယ်ဒီခါမှာဆိုလို့ရှိရင်ရုတ်တရက်အသက်အန္တရာယ်ဒီဆုံးအခြင်းတွေကိုကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မလို့နှလုံးသွေးပိတ်ခြင်းရဆိုရင်လုံးဝကိုအရေးပေါ်ခြင်းတွေဖြစ်ပြီးတော့ချက်ချင်းကုသမှုခံယူဖို့လိုအပ်တဲ့ယောဂတစ်ခုဖြစ်ပါတယ်ကုသမှုခံယူဖို့အချိန်နောက်ကျလေလေအသက်အန္တရာယ်ဆုံးရှုံးမှုအခွင့်အရေးပို့ပြီးတော့များလေဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့အားလုံးသိထားနိုင်ဖို့အတွက်နှလုံးသွေးပိတ်လို့ရှိရင်ခံစားမယ့်လက္ခဏာတွေနဲ့ကာဝယ်ရမယ့်နည်းလမ်းတွေကိုညွှန်ပေးခြင်းပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုဆုံးဖြတ်ဖို့အားလုံးကိုတိုက်တွန်းခြင်းပါတယ်နှလုံးသွေးကြောပိတ်လို့ရှိရင်ခံစားလက်ရှိလက္ခဏာတွေကိုပြောပြခြင်းပါတယ်ပထမဆုံးလက္ခဏာကတော့အားလုံးသိတဲ့အတိုင်းပဲရင်ဘတ်အောင်ခြင်းဖြစ်ပါတယ်ဘယ်ဘက်ရင်အောင်နှလုံးရှိတဲ့နေရာမှာအောင်းတဲ့ဝေဒနာကိုခံစားမှဖြစ်ပါတယ်ရင်ဘတ်အောင်းတာကအရင်ဆိုပြီးတော့တချို့မှဆိုလို့ရှိရင်ရင်ဘတ်ကိုတစ်ခုခုနဲ့ဖြစ်ထားသလိုမျိုးနှစ်ထားသလိုမျိုးရင်ဘတ်ကြီးကိုကျိုးနဲ့တင်းနေအောင်စီးထားသလိုမျိုးတင်းကျပ်ပြီးတော့အောင်းတဲ့ဝေဒနာကိုခံစားမှဖြစ်ပါတယ်တချို့မှဆိုရင်ရင်ဘတ်အောင်းတာကပြန့်လာပြီးတော့ဒီပခုံးတွေလေပင်တွေမေးရိုးတွေမှာနာကျင်မှုတွေကိုလည်းခံစားတတ်ပါတယ်နံပါတ်2လက္ခဏာကတော့အသက်ရှူမဝဖြစ်လာမယ်မောလာမယ်ကြက်လာမယ်ဒါမျိုးတွေကိုခံစားတတ်ပါတယ်ရှင်မကြီးကတင်းကျပ်ပြီးတော့သက်ရှူမဝဖြစ်လာမယ်ချွေးစည်းပြန်လာပြီးတော့အရင်မောလာမယ်ဒါမျိုးတွေကိုခံစားတတ်ပါတယ်နံပါတ်3လက္ခဏာကတော့လုံးခုန်မြန်လာမယ်ရင်တုံမယ်ဒါမျိုးတွေကိုခံစားရမယ်တချို့မှဆိုလို့ရှိရင်ရေခုန်တာအရင်မြင်ပြီးတော့ကိုယ်လုံးခုန်တဲ့ကိုပြန်ကြားလာမယ်ရင်ဝါကိုလည်းနဲ့ဖိထားလောက်တဲ့အထိကိုအရင်ခုန်တာမျိုးတွေကိုခံစားတတ်ပါတယ်နံပါတ်4လက္ခဏာကတော့ရင်ဝါအောက်မယ်ရင်ပူမယ်အစာမကြေဖြစ်မယ်ပြုတ်မယ်အမ်းမယ်ဒါမျိုးကိုခံစားရပါလိမ့်မယ်ဒီလက္ခဏာတွေကဆိုလို့ရှိရင်အစာရောဂါဖြစ်လို့ရှိရင်ခံစားလို့ရှိတဲ့တစ်ခါသွားပြီးတော့စစ်တူပါတယ်ဒါကြောင့်မလို့တချို့တွေကအစာရုပ်ထင်ပြီးပို့ဆောင်တဲ့အခါမှာဆိုလို့ရှိရင်အသက်အန္တရာယ်သိဆုံးတာမျိုးတွေကိုကြုံရတတ်ပါတယ်ဒါကြောင့်မလို့အသက်ကြီးတဲ့သူတွေမှာရင်ပူမယ်ရင်မက်အောင်မယ်အသက်ရှူမဝဖြစ်မယ်ပြုတ်မယ်အမ်းမယ်ဆိုလို့ရှိရင်ပေါ့ဆမနေဘဲနဲ့ကိုယ့်ရဲ့အလုံးမှာတစ်ခုဖြစ်နေပြီလားဆိုတာကိုသတိပြုဖို့အားလုံးကိုသတိပေးခြင်းပါတယ်အခုပြောခဲ့တဲ့လက္ခဏာ၄ခုပါဆိုရင်လုံးဝပြလို့ရှိရင်ခံစားလို့ရှိတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ်မှဒီလက္ခဏာတွေခံစားနေပြီဆိုလို့ရှိရင်တော့ပေါ့ဆမနေဘဲနဲ့အနည်းဆက်ရစီယုံစည်းကံကိုအမြင်သွားပြီးတော့ကုသမှုခံယူဖို့အားလုံးကိုတိုက်တွန်းအကြံပြုခြင်းပါတယ်နှလုံးသွေးပိတ်တာကိုကာကွယ်ဖို့အတွက်အဓိကနည်းလမ်း၃ခုရှိပါတယ်ပထမဆုံးနည်းလမ်းကတော့ကျွန်တော်တို့ရဲ့ဒီအစားအသောက်အနေထိုင်တွေကိုပြောင်းလဲဖို့လိုအပ်ပါတယ်ဘယ်လိုပြောင်းလဲရမလဲဆိုတော့ကျွန်တော်တို့စားသောက်နေတဲ့အငန်လွန်ခဲ့တဲ့အစားအသောက်တွေအဆီလွန်ခဲ့တဲ့အစားအသောက်တွေအချိုလွန်ခဲ့တဲ့အစားအသောက်တွေကိုချွတ်ချရမယ်ရှောင်ကျဉ်ရမယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့လက်ဆက်တဲ့အသီးရွက်အသားငါးတွေကိုကြီးချက်ပြီးစားသုံးဖို့လိုအပ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ဒီအထိုင်များတဲ့လှုပ်ရှားမှုနေတဲ့ပုံစံတွေကိုဆွန့်လွတ်ပြီးတော့လှုပ်ရှားမှုများတဲ့ပုံစံတွေကိုပြောင်းလဲဖို့လိုအပ်ပါတယ်ဒီနေ့ကိုအနည်းဆုံးနိုင်ဝက်လောက်အချိန်ပေးပြီးတော့ပုံမှန်လေ့ကျင့်ရလုပ်ဖို့လိုအပ်ပါတယ်ဒါမှလည်းခန္ဓာကိုယ်မှာသွေးလှက်ပတ်ရှိမှုကောင်းမွန်လာပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးရဲ့ကျန်းမာရေးကိုလာပြီးတော့အထောက်အကူပြုတာကိုတွေ့ရပါတယ်နံပါတ်2ဒီလန်ကတော့ကိုယ်မှာရှိတဲ့ယောဂအခန်းတွေကိုဒီစာကုသမှုခံယူဖို့လိုအပ်ပါတယ်သွေးတိုးယောဂစီးကျိုယောဂအဝလွန်ယောဂနှလုံးယောဂသွေးထဲမှာအဆီရည်များတဲ့ကိုလက်စထရောများတဲ့ယောဂတွေကိုဒီစာကုသမှုခံယူဖို့လိုအပ်ပါတယ်ဒါကြောင့်လဲဆိုတော့ကိုယ်မှာဒီယောဂတွေရှိလို့ရှိရင်နှလုံးသွေးပိတ်ဖို့ပို့ပြီးတော့အခွင့်အရေးများပါတယ်ဒါကြောင့်မလို့ဒီယောဂတွေကိုဒီစာကုသခြင်းအပြင်နှလုံးသွေးပိတ်တဲ့အန္တရာယ်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်နံပါတ်3လမ်းကတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်ဖိစီးမှုကင်းအောင်နေရမယ်စိတ်ဖိစီးမှုချောထားရမယ်အေးဝါအေးစက်ကမယ်အနားယူရမယ်စလိပ်ဖြတ်ကမယ်အရက်လျှော့တော့ကမယ်ဒါဆိုလို့ရှိရင်ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်လာပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးကျန်းမာရေးလည်းကောင်းမွန်လာမှာဖြစ်ပါတယ်အခုပြောခဲ့တဲ့နည်းလမ်းတွေကိုလိုက်နိုင်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကျန်းမာရေးကောင်းမွန်လာပြီးတော့နှလုံးသွေးပိတ်တဲ့အန္တရာယ်ကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်အခုဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့နှလုံးသွေးပိတ်လို့ရှိရင်ခံစားမယ့်လက္ခဏာတွေနဲ့ကာကွယ်ရမယ့်နည်းလမ်းတွေကိုသိသွားမယ်လို့မျှော်လင့်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုကို like နဲ့ share လုပ်ပြီးတော့ညှောက်ပေးခဲ့ဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ